Welcome back to my YouTube channel. So basically, don't mind the noise. My mom's talking. So anyways, today I'm gonna be talking about my life. For today, we're messing my table up so I can do a deep clean video. My table is clean now, so I'm just gonna like. ဒီကစားတယ်လို့ချက်တရားလားတောင်းတာတော့အဆုံးဆုံးဖြစ်နေပြီတရားဆိုငါဆို shopping တော့ဖတ်လို့ပြန်ခဲ့ပြီအင်းကြီးတွေဘာတွေဝယ်တော့ပြီးတော့She's yapping. စပါညာတော့ချက်သွားတာမို့မင်းဒီချက်စမ်းကြည့်လိုက်ပေါ့လာတော့ရတော့လေကိုကောင်းတာပေါ့မလာငင်လည်းလိုက်ချိန်တော့လည်းချိန်ကြည့် I have some traditional makeup here. It's called Tanaka. ငါလည်းပြောတယ်ဒီနေ့ရစီရသွားတာလေလို့လောက်ကငါတို့စီမှာလည်းငါတို့ကုမ္ပဏီမှာတော့မဟုတ်လေငါတို့ကုမ္ပဏီမှာလည်း 2S ကငါမှမသိတယ်ဟာ2S ရဲ့သူ့ပြုံးမလေးပဲခန့်တာမြန်မာမခန့်ငါတို့ site တွေကပြောတာရုံးချုပ်ကလည်းငါတိုးလို့မရအောင်အဲ့ဒါနဲ့ငါဟိုနိုင်မှာတော့ငါပြောပြီးတယ်ဟိုနိုင်ကလည်းဟိုတခြား project ကလိုတာ So I have finished my literal. I have already messed my table up. You guys wanna see? Yeah, that's it. What I can do. So deep cleaning. ဟိုသူ့တငယ်ချင်းထည့်ထားတာရတယ်ဒါပေမဲ့သူကလဲတော့တော်လဲတယ်မတ်မတ်နေပါမယ်အဲ့ဒါဒီကိုရီးယားအဲ့ဟိုမှာဟိုနိုင်မှာရတယ်အဲ့လိုမျိုးအဲ့ဒါငါပြောရှင်းတော့သူပြောနောက် site တွေလည်းဟိုပြောပေးဖို့ is left. So ပြောတာတော့ရှိသေးတယ်နောက်သူ့တငယ်ချင်းတယောက်ကတဲ့အဲ့ကုမ္ပဏီမှာတော့လူလိုနေတယ်ပြောတယ်ရှောက်ကြည့်ဆိုလို့သူရှောက်လိုက်တာတန်းရအောင်တာလေwe have some antibacterial wipes. Some wet tissue. Wipe it off. Sẽ ra một cái mẹ ở trong mấy sáng này rồi nó lao rồi trên này chị để rồi nó nên mà chị biết ngoài nó nên đau rồi qua lại experience chị để lũ hết lâu lên lâu tới cái để lũ rồi mình nhá mà rồi mình xì và lúc là ngã lúc em mà đâu mà ai suy nghĩ đúng không rồi thì nhà vậy ngã lúc Chinese cả này Now we have tissue. Original tissue. Pero amadi project တွေလည်းအများကြီးရှိတယ်တက်တဲ့ကတော့ amadi project ကဟိုအရင်တော့အခုတော့ငါလည်းမသိဘူးပဲရလဲတော့သူလည်းအနီတိုင်းမှာပဲနေတာပဲအဲတက်တဲ့ကတော့ဒီ amadi project မှာဆိုတော့မသိဘူးသူပြောတာတော့ငါနဲ့တွေ့ရင်တော့သူအဲ့ amadi မှာလောက်တာစပါးနာလို့တော့ငါ့ကိုမပြောဘူးပါအခုမှပြောင်းသွားရင်တော့မပြောဘူး Now I'm done. သူတော့မအဲ့ဒီပြောမှလည်းသူလည်းမတည်ဘူး So anyways, bye bye.